ဖြစ်ဖြစ်လမ်းခွဲသွားတဲ့ငါလေးပြလုံးနဲ့ Oh မေရဲ့မင်းနဲ့တူရှိခဲ့တဲ့ချိန်မှာကောင်းဆုံးကနေခဲ့တဲ့လမ်းခွဲသွားတဲ့ငါလေးပြလုံးနဲ့Quê